လောကကြီးမှာလူတွေအမှားဆုံးအမှားတစ်ခုကတော့ထာဝရရှိနေမယ်လို့ထင်မှတ်နေတာပါပဲ။အနားမှာရှိနေတဲ့သူပိုင်ဆိုင်ထားတဲ့အခွင့်အရေး၊နှွေးထွေးတဲ့မေတ္တာတွေကဘယ်တော့မှပျောက်ကွယ်မသွားဘူးလို့ကိုယ့်ဘာသာယုံကြည်ပြီးလျစ်လျူရှုမိတတ်ကြပါတယ်။ကျမတို့လူသားတွေဟာအရာရာကိုလက်လွတ်လိုက်ရမှဆုံးရှုံးသွားမှတန်မိုးကိုတည်တတ်ကြတာဟာသိပ်ပြီးနှမျောဖို့ကောင်းပါတယ်။အနားမှာရှိနေတော့ကတော့တာမန်လိုပဲထင်ရပေမဲ့မရှိတော့တဲ့အခါမှအဲ့ဒီတာမန်ဆိုတဲ့အရာလေးတွေဟာဘလောက်တောင်အဖိုးတန်ကြောင်းသိလာရတာပါမိဘပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်သူတို့ရှိနေတော့မှသူတို့ရဲ့မေတ္တာကိုမြင်အောင်ကြည့်ပါနောက်မှဆိုတဲ့စကားလုံးဟာတခါတလေမှဘယ်တော့မှဆိုတဲ့စကားလုံးဖြစ်သွားတတ်လို့ပါပဲကျမတို့အလုံးများနေတဲ့အခါဒါမှမဟုတ်ကိုယ့်ရဲ့ရည်မှန်းချက်တွေနောက်ကိုပြေးလွှားနေရတဲ့အခါအသုံးအများဆုံးစကားတစ်ခွန်းရှိပါတယ်နောက်မှဆိုတဲ့စကားလုံးမှာအမေသမီးအခုလှုပ်ရှုပ်နေလို့နောက်မှဖုန်းပြန်ဆက်လိုက်မယ်နော်ဒီနေ့တော့မအားသေးဘူးနောက်မှအတူတူသွားကြတာပေါ့အခုကစိတ်မကြည်သေးလို့ပါနောက်မှပြန်ချော့မယ်အဲ့ဒီနောက်မှဆိုတဲ့စကားလုံးလေးကအစိတ်ပြင်းလာပါတယ်ကျမတို့ကနောက်မှလို့ပြောလိုက်တိုင်းတစ်ဖက်လူရဲ့မျှော်လင့်ချက်တွေစောင့်စားမှုတွေကိုအကျွေးထားလိုက်တာပါပဲဒါပေမဲ့အဲ့ဒီပြဿနာကနောက်မှဆိုတဲ့အချိန်ကိုရောက်ဖို့ကျမတို့မှာအာမခံချက်မရှိတာပါပဲတခါတလေကြာရင်ကျမတို့ကငွေကြေးတွေအောင်မြင်မှုတွေကိုအသေးအတန်ရှာဖွေနေကြတယ်။ဘာလို့လဲဆိုတော့တနေ့မှာအဲ့ဒီအရာတွေနဲ့ကိုချစ်ရတဲ့သူတွေကိုပျော်အောင်ထားမယ်လို့ရည်ရွယ်ထားလို့ပါ။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကကိုကအောင်မြင်မှုတွေရလာတဲ့အချိန်မှာကိုအနားမှာရှိစေချင်တဲ့သူကမရှိတော့တာမျိုးကြုံရတတ်ပါတယ်။အချိန်ဆိုတာပြန်ဝေလို့မရတဲ့တခုတည်းသောကုန်ညမ်းပါ။တစ်ဖက်လူကတင့်စီကတောင်းဆိုနေတာဟာငွေကြေးမဟုတ်ပါဘူး။ခဲနားတဲ့လက်ဆောင်တွေမဟုတ်ပါဘူး။သူတို့တောင်းဆိုနေတာကတင့်ရဲ့အချိန်နဲ့အလေးထားမှုလေးပါပဲ။ဒီနေ့အခုအချိန်မှာပဲတင့်စီကဂရုစိုက်မှုကိုမျှော်လင့်နေတဲ့သူရှိရင်နောက်မှလို့မပြောပဲအခုပဲလက်ကိုစုပ်ကင်ပေးလိုက်ပါ။အခုပဲဖုန်းခေါ်လိုက်ပါ။နှွေးထွေးတဲ့စကားတစ်ခွန်းကနောင်တတွေအများကြီးထပ်ပို့ပြီးတော့အစွမ်းထပ်ပါတယ်ရှင်။ကျမတို့ကတန်မိုးထားတယ်လို့ပြောလိုက်ရင်အကောင်းဆုံးတွေပေးဆက်တာအမြဲတမ်းအပြုံးတွေနဲ့နှုတ်ဆက်တာလို့ပဲထင်ထက်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းတန်မိုးထားမှုစစ်စစ်ကနားလေပေးခြင်းကနေစားတာပါ။လူတိုင်းမှာမမြင်ကွယ်ရာကပင်ပန်းမှုတွေဖိအားတွေရှိကြပါတယ်။တခါတလေကိုချစ်ရတဲ့သူကစိတ်တူးနေတာမျိုးစကားနင်းနေတာမျိုးဒါမှမဟုတ်အမားတစ်ခုခုလုံးမိတာမျိုးရှိနိုင်ပါတယ်။အဲ့ဒီအချိန်မှာဘာလို့ဒီလိုဖြစ်နေတာလဲလို့အပြစ်တင်ဖို့တဲ့သူဘာရီပင်ပန်းနေလို့လဲဆိုတဲ့အတွေ့နဲ့နားလေပေးဖို့ကြိုးစားကြည့်ပါတန်ဖိုးထားတယ်ဆိုတာတစ်ဖက်လူရဲ့အားနည်းချက်ကိုသိရနဲ့ဖုံးဖိပေးတာသူဝမ်းနေနေချိန်မှာဘာမှမမေးပဲဘေးနားကနေအဖော်ပြုပေးတာကိုယ့်ရဲ့မာနထက်တစ်ဖက်လူရဲ့ခံစားချက်ကိုပို့ပြီးတော့ဦးစားပေးတာမျိုးပါတခါတလေမှာကျမတို့ဟာအသေးအဖွဲလေးတွေကြောင့်စကားများကြတယ်အနိုင်ယူကြတယ်တယောက်ကိုတယောက်စိတ်နာအောင်ပြောဆိုမိကြတယ်အဲ့ဒီအချိန်ခဏလောက်ရက်ပြီးစဉ်းစားကြည့်ပါဒီမာနကငါ့အတွက်သူရှိနေတာထက်ပိုပြီးတော့အရေးကြီးလို့လားဆိုတာကိုပါပဲအနိုင်ရခြင်းတဲ့စိတ်နဲ့အတူတူရှိနေတဲ့အချိန်တွေကိုအစိတ်မခတ်ပါနဲ့နားလည်မှုဆိုတာတိဆောက်ဖို့ခက်ခဲပေမဲ့ပြိုလဲဖို့ကတော့ခဏလေးပါပဲတစ်ဖက်လူကတင့်ပေါ်တီးခံပေးနေတယ်ဆိုတာကသူညံ့လို့မဟုတ်ပါဘူးတင့်ကိုဆုံးရှုံးသွားမှကြောက်လို့တန်ဖိုးထားနေတာပါဒါကြောင့်တင့်ကိုနားလေပေးတဲ့သူတင့်အတွက်အလျှော့ပေးတဲ့သူကိုအလေးကျင့်တစ်ခုလို့သဘောမထားပဲအပြန်အလှန်နားလည်မှုနဲ့တန်မိုးထားပေးလိုက်ပါတကယ်မေတ္တာဆိုတာအပြန်အလှန်နားလည်ပေးနိုင်တဲ့နှလုံးသားတွေကြားမှာပဲရှင်သန်နေတာမလို့ဖြစ်ပါတယ်ကျမတို့တွေကတန်မိုးထားတဲ့ဆိုတာကိုခမ်းနားတဲ့အထိမ်းအမှတ်ပွဲတွေကြီးကျယ်တဲ့ခရီးစကားတွေနဲ့ပဲတိုင်းတာမိတတ်ကြပါတယ်တကယ်တန်ရောစင်ဆိုတာနေ့စဉ်ဘဝရဲ့အသေးအဖွဲကိစ္စလေးတွေထဲမှာပို့ပြီးတော့အသက်ဝင်ပါတယ်ဥပမာအလုတ်ကအပြန်ကိုကြိုက်တတ်တဲ့မုံလေးတွေဝယ်လာပေးတာလမ်းကူးရင်လက်ကိုမြဲမြဲစုပ်ကင်ပေးထားတာနေမကောင်းဖြစ်တဲ့အခါစေးတောက်ဖို့သတိပေးတာဒါမှမဟုတ်ကိုပြောသမျှအကြောင်းမရှိအကြောင်းရှာစကားတွေကိုစိတ်ရှည်လက်ရှည်နားထောင်ပေးတာမျိုးပေါ့ဒီအရာလေးတွေကငွေကြေးနဲ့ဝယ်လို့မရသလိုအားစိုက်ပြီးလုပ်ယူနေရတာမျိုးလည်းမဟုတ်ပါဘူးဒါဟာတစ်ဖက်လူရဲ့စိတ်အစဉ်ထဲမှာတင့်ကိုအမြဲတမ်းနေရာပေးထားလို့ဖြစ်ပေါ်လာတဲ့ဂရုစိုက်မှုစစ်စစ်တွေပါလူများစုကကြီးကျယ်တဲ့အရာတွေကိုစောင့်မျှော်နေရင်းနဲ့
အနားမှာရှိတဲ့ဒီလိုနှွေးထွေးမှုလေးတွေကိုသတိမမူမိပဲကြော်ဖြတ်သွားတတ်ကြပါတယ်။အချိန်ကြာလာလို့အကျင့်ဖြစ်သွားတဲ့အခါအဲ့ဒီဂယုစိုက်မှုတွေကိုဒါကတော့သူလုပ်ပေးရမှာပဲဆိုရင်တာဝန်တစ်ခုလိုမြင်လာတတ်ကြပါတယ်။ဒါဟာတိတ်ကိုကြောက်စရာကောင်းတဲ့အတွေ့ပါ။တစ်ဖက်လူကတင့်အတွက်လုပ်ပေးနေသည်များအသေးအဖွဲကိစ္စလေးတွေတိုင်းကိုကျေးဇူးတင်တယ်လို့မပြောဖြစ်ရင်တောင်အတိအမှတ်ပြုပေးပါ။ငါအပေါ်ဂယုစိုက်ပေးတာတည်တယ်ဆိုတဲ့အကြည့်လေးတစ်ချက်ဟာလုပ်ပေးရကြိုးနဲ့စေပါတယ်။တတိယပေးပါ။အုတ်ခဲလေးတွေကိုတခဲချင်းစီထားမှခိုင်ခန့်တဲ့တိုင်းကြီးဖြစ်လာသလိုပါပဲ။ဒီအသေးဖွဲဂယုစိုက်မှုလေးတွေကိုတန်ဖိုးထားမှသာခိုင်မြဲတဲ့ပတ်သက်မှုတစ်ခုဖြစ်လာမှာပါ။တင်အနာမှာဒီလိုဂယုစိုက်ပေးမဲ့သူရှိနေတာဟာတင်ဟာလောကမှာကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်နေလို့ပါပဲ။လူတွေကပြောလို့ရှိကြပါတယ်။အချိန်ဟာအရာရာကိုကုစားပေးသွားမှာပါတဲ့။ဒါပေမဲ့တကယ်တမ်းမှာတော့အချိန်ကကုစားပေးတာမဟုတ်ပါဘူး။အချိန်ကြာလာတာနဲ့အမျှကျမတို့ကအသားကျသွားတာဒါမှမဟုတ်နာကျင်မှုကိုအဖော်ပြုတတ်သွားတာပါ။အဆိုးဆုံးကတော့ကိုတန်ဖိုးထားရမယ့်သူရှိနေတော့မှအချိန်တွေကိုအလဟတ်တာဖြုံးတိမိပြီးသူမရှိတော့တဲ့အခါကျမှအဲ့ဒီအချိန်တွေကိုပြန်တန်းတနေမိတာမျိုးပါအဲ့ဒီအခါကျရင်အချိန်ကတင့်ကိုကူစားပေးမှာမဟုတ်ဘဲနောင်ထတွေကိုပဲပို့ပြီးကြီးထွားလာစေပါလိမ့်မယ်ဒီနေ့တင်တယောက်ယောက်ကိုစိတ်ဆိုးနေသလားမာနချင်းပြိုင်းနေသလားဒါမှမဟုတ်အလုတ်တွေအယမ်းများလို့ပြစ်ထားမိသလားခဏလောက်ရက်ပြီးစဉ်းစားကြည့်ပါတကယ်လို့မနှက်ဖြန်မှာအဲ့ဒီလူကိုထပ်တွေးခွင့်မရတော့ဘူးဆိုရင်တင်အခုကင်ထားတဲ့မာနတွေတင်အခုအရေးကြီးတယ်လို့ထင်နေတဲ့အလုပ်တွေကတကယ်ပဲအရေးပါနေအောင်မလားကျမတို့ရဲ့ဘဝဟာဖန်သားပြင်တစ်ခုလိုပါပဲဘယ်အချိန်မှအကွဲသွားမလဲဆိုတာဘယ်သူမှကြုံမသိနိုင်ပါဘူးဒါကြောင့်နောင်တဆိုတဲ့အရာကိုအချိန်နဲ့ကုစားဖို့မကြိုးစားပါနဲ့အချိန်ရှိနေတော့မှပဲချစ်တယ်လို့ပြောပါအချိန်ရှိနေတော့မှပဲတောင်းပန်ပါတယ်လို့ပြောပါအချိန်ရှိနေတော့မှပဲလက်ကိုမြင်းမြင်းစုပ်ကိုင်းထားပါဆုံးရှုံးမှုရဲ့အရာသာကိုမမြည်ဆန်းဘူးသေးခင်မှာပဲရှိနေတဲ့အချိန်တွေကိုအကောင်းဆုံးအသုံးချလိုက်ပါအဲ့ဒါဟာတင့်ဘဝအတွက်အကောင်းဆုံးကုစားမှုဖြစ်ပါလိမ့်မယ်ကျမတို့တွေဟာတခါတလေမှစကလုံးတွေနောက်မှာပဲပုံအောင်နေတတ်ကြပါတယ်ငါမင်းကိုတန်မိုးထားပါတယ်မင်းကငါအတွက်အရေးကြီးဆုံးပါဆိုတဲ့စကားတွေကိုပြောဖို့လွယ်သလောက်အဲ့ဒီစကားအတိုင်းဖြစ်အောင်နေထိုင်ဖို့ကြတော့မေ့လျော့နေတတ်ကြပါတယ်တကယ်တန်မိုးထားမှုဆိုတာနှကမ်းပြကထွက်လာတဲ့စကားလုံးတွေထက်တစ်ဖက်လူဘာလို့အပ်နေတယ်လဲဆိုတာကိုကြိုတင်သိမြင်ပြီးဖြည့်ဆည်းပေးတဲ့လုပ်ရက်ထဲမှာပဲရှိတာပါပင်ပန်းနေမှန်းသိလို့ရင်းနှွေးချမ်းလေးတစ်ခွက်ဖြောပေးတာစိတ်ညစ်နေမှန်းသိလို့ဘာမှမမေးပဲဘေးနားမှာအသာလေးထိုင်ပေးနေတာသူ့ရဲ့ဝါသနာသူ့ရဲ့အိမ်မက်တွေကိုခုအိမ်မက်လိုပဲလေးလေးစားစားအားပေးတာဒါတွေဟာချစ်တယ်လို့အချိန်တရာပြောတာတက်ပူပြီးလေးနက်ပါတယ်တစ်ဖက်လူကတင့်စီကကြားကျင်တာကချိုးသားတဲ့ဂရီစကားတွေထက်သူဟာတင့်ဘဝထဲမှာတကယ်ပဲအရေးပါတဲ့သူဖြစ်နေတယ်ဆိုတဲ့ခံစားချက်ပါအခုတင့်အနားမှာရှိနေတဲ့သူတွေကိုကြည့်လိုက်ပါသူကတင့်အတွက်ဘာတွေပေးဆက်ထားလဲတင်ကကိုသူ့အတွက်ဘာတွေပြန်လုပ်ပေးဘူးလဲအပြောနဲ့ပဲတန်မိုးထားနေတာလားအလုံးနဲ့ပါတက်တည်ပြနေတာလားမနှက်ဖြန်ဆိုတာရှိချင်မှရှိမှာပါဒီနေ့ဒီအချိန်မှာပဲတင့်ရဲ့လုပ်ရက်လေးတွေကတဆင့်သူဟာတန်ဖိုးရှိတဲ့သူဖြစ်ကြောင်းခံစားရအောင်လုပ်ပေးလိုက်ပါအဲ့ဒီလိုလုပ်ရက်လေးတွေကပဲအချိန်တွေဘလောက်ကြာပါစေနှစ်ယောက်ကြားကတန်ရောစင်ကိုခိုင်မြဲစေမှာဖြစ်ပါရဲ့ရှင်ဒီနေ့ခင်မှာကျမတို့ကဖုံးမျက်နှာပြင်လေးတွေထဲမှာပဲနစ်မျောနေတတ်ကြပါတယ်လူမှုကွန်ရက်ပေါ်ကသစိမ်းတွေရဲ့အမှတ်ပေးမှုကိုဂရုစိုက်နေပြီးတော့အဝေးကလူတွေရဲ့အကြောင်းတွေကိုစိတ်ဝင်စားနေရင်းနဲ့ကူဘီနာမှာတကယ်ရှိနေတဲ့သူကိုတော့မေးရောနေတတ်ကြပါတယ်ထမင်းဝိုင်းမှာအတူတူထိုင်းနေပေမဲ့မျက်လုံးချင်းမစုံပဲဖုံးပေးကြည့်နေမိတာဘေးနားကလူကစကားပြောနေတာကိုအေးနဲ့ပြီးစလွယ်တုံ့ပြန်မိတာအပြင်ကလူတွေရှိမှရင်းကြီးပြူငါပေမဲ့ကို့အိမ်သားတွေအပေါ်မှာကြတော့စိတ်မရှိပဲအော်ဟင်းမိတာဒါဟာကျမတို့သတိမထားမိပဲလုံနေမိတဲ့အနားကလူကိုတန်မိုးမထားခြင်းတစ်မျိုးပါပဲအဝေးကလူတွေကတင်ကြရှုံးတဲ့အခါတင်ဖြားနာတဲ့အခါတင်အနားမှာရှိနေပေးမှာမဟုတ်ပါဘူးတင့်လက်ကိုစုပ်ကင်ပြီးအားပေးမဲ့သူတင့်အတွက်စံပြုတ်တစ်ခွက်ပြုတ်လုပ်ပေးမဲ့သူဟာအခုတင့်ဘေးမှာရှိနေတဲ့အနားကသူသာဖြစ်ပါတယ် virtual ကဘာတွေက like တွေ comment တွေထက်တင့်ဘေးကလူတွေရဲ့အပြုံးကပိုပြီးတော့စစ်မှန်ပါတယ်တင့်ကိုတကယ်ချစ်တဲ့သူတွေကတင့်ရဲ့အာယုံဆိုင်မှုကိုပဲလိုချင်ကြတာပါ
ဒီနေ့ဖုန်းကိုခဏချထားပြီးဘေးနားကလူတွေရဲ့မျက်လုံးတွေကိုသိချကြည့်ပါသူတို့ဘာတွေပြောချင်နေလဲသူတို့ဘလို့ခံစားနေရလဲဆိုတာကိုနားထောင်ပေးပါအနားမှာရှိနေတဲ့အဖိုးတန်သူတွေကိုအဝေးကပုံရိပ်ရောင်နေနဲ့မလဲလှယ်လိုက်ပါနဲ့ရှိနေတော့မှဂယုစိုက်ပေးခြင်းကအကြီးမားဆုံးသောတန်ဖိုးထားမှုပါပဲရှင်ကျမတို့အချစ်ရဆုံးသူတွေနဲ့စကားများကြတဲ့အခါဒါမှမဟုတ်သဘောထားကွဲလွဲကြတဲ့အခါအတားအဆီးဖြစ်ဆုံးအရာကမာနပါပဲသူကအရင်စမှားတာပဲသူကအရင်တောင်းပန်ရမှာပေါ့ဆိုတဲ့အတွေ့ကကျမတို့ကိုရှေ့မဆက်နိုင်အောင်တားဆီးထားတတ်ပါတယ်တကယ်တော့အမားကိုဝန်ခံတာဟာရှုံးနေတာမဟုတ်ပါဘူးအရင်စပြီးစကားပြောတာဟာအောက်ကျနောက်ကျဖြစ်တာမဟုတ်ပါဘူးရှော့ပေးလိုက်တာဟာအားနေတာမဟုတ်ပါဘူးဒါဟာတစ်ဖက်လူကိုဆုံးရှုံးရမှာထက်ကိုယ့်ရဲ့မာနကိုပိုတန်မိုးထားမိနေတာပါလူတစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာဘသူမှန်လဲဆိုတာထက်ငါတို့နှစ်ယောက်ကြားကတန်ရောစင်ကပိုအရေးကြီးတယ်ဆိုတဲ့စိတ်ဓာတ်ကပိုပြီးအဖို့တန်ပါတယ်မာနဆိုတာရှိနေတော့မှတော့ခိုင်မာတဲ့တိုင်းကြီးလို့ထင်ရပေမဲ့ဆုံးရှုံးသွားတဲ့အခါမှာတော့အဲ့ဒီမာနကကိုယ့်ကိုပြန်ပြီးနာကျင်စေတဲ့ဓာတ်သွားဖြစ်လာတတ်ပါတယ်အဲ့ဒီတော့ငါသားလျှော့ပေးလိုက်ရင်အခုလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့နောင်တဟာဘယ်တော့မှကုစားလို့မရတဲ့အမာရွတ်ဖြစ်သွားနိုင်ပါတယ်အခုတင်တယောက်ယောက်နဲ့စိတ်ကောက်နေသလားကိုယ့်ဘက်ကမှန်နေလို့ပဲဖြစ်ဖြစ်တစ်ဖက်လူကလွန်းနေလို့ပဲဖြစ်ဖြစ်ရှိနေတော့မှဆိုတဲ့စကားလေးကိုသတိရပါမာနကိုခဏချပြီးလက်တွေးကြည့်လိုက်ပါအနိုင်ရခြင်းနဲ့စိတ်ထက်အတူရှိခြင်းနဲ့စိတ်ကပိုပြီးလှပပါတယ်တခါတလေမှာကျမတို့ဟာကိုချစ်ရတဲ့သူတွေကိုအယံအားနာတတ်ကြပါတယ်သူလေးပင်မဲနေမှာပဲငါကြောင့်သူစိတ်ရှုပ်ရအောင်မယ်ဆိုပြီးကိုယ့်ရဲ့အခက်အခဲတွေဝမ်းနည်းမှုတွေကိုမျိုးသိပ်ထားတတ်ကြတယ်ဒါကိုတန်မိုးထားတာလို့ထင်မိနိုင်ပေမဲ့တကယ်တော့ဒါဟာတစ်ဖက်သူကိုသစိမ်းဆန်သွားစေပါတယ်တကယ်တန်မိုးထားတဲ့ပတ်သက်မှုမှာကိုယ့်ရဲ့အားနည်းချက်ကိုပြသဖို့မကြောက်ပါနဲ့စိတ်ညစ်နေတဲ့အခါရင်ဖွင့်ဖို့ဝင်မလေးပါနဲ့အကူအညီလိုအပ်တဲ့အခါလက်ကမ်းဖို့အာမနာပါနဲ့တစ်ဖက်လူကတင့်ကိုတကယ်ချစ်တယ်ဆိုရင်တင်းကသူ့အပေါ်အားကိုးတာကိုဝင်ထုတ်ဝင်ဖို့လို့မမြင်ပါဘူးအဲ့ဒီအစားငါ့ကိုယုံကြည်လို့ရင်ဖွင့်တာပဲဆိုပြီးသူဟာတင့်အတွက်အသုံးဝင်နေသူအားကိုးရတဲ့သူဖြစ်နေတာကိုဂုဏ်ယူနေတတ်ပါတယ်ရှိနေတော့မှတန်ဖိုးထားပါဆိုတဲ့နေရာမှာတစ်ဖက်လူကိုတန်ဖိုးထားယုံတယ်မကပဲကိုလည်းသူ့ရှိမှပွင့်လင်းစွာရှိနေပေးဖို့လိုအပ်ပါတယ်အချင်းချင်းအားကိုးတကြီးနဲ့ရုန်းကန်ကြတာဟာပတ်သက်မှုကိုပိုပြီးခိုင်မာစေပါတယ်အာနာလွန်လို့အဝေးကြီးမှနေတာထက်အားကိုးတကြီးနဲ့အနားမှာရှိနေပေးတာကပိုပြီးနှွေးထွေးပါတယ်ဒီနေ့တဲ့အနားမှာရှိနေတဲ့သူကိုတင့်ရဲ့အခက်အခဲလေးတွေမျှဝေကြည့်လိုက်ပါအတူတူရင်ဆိုင်ကြောဖြတ်ရတာဟာတန်မိုးထားခြင်းရဲ့ပြရုပ်တစ်ခုပါပဲလောကမှာမပြောင်းလဲတဲ့အရာဆိုတာမရှိပါဘူးအနားမှာရှိနေတဲ့သူကအမြဲတမ်းအားရင်အပြည့်နဲ့ရှိနေမှာမဟုတ်သလိုအမြဲတမ်းစိတ်ရှိပြီးနိုင်မှာလည်းမဟုတ်ပါဘူးအချိန်တွေကြာလာတဲ့အခါလူတွေဟာအိုမင်းလာမယ်ကျမ်းမာရေးတွေချို့တဲ့လာမယ်ဒါမှမဟုတ်စိတ်ပင်ပန်းမှုတွေကြောင့်အရင်လိုမလန်းဆိုင်နိုင်တော့တာမျိုးဖြစ်လာပါလိမ့်မယ်ကျမတို့အမားလုံးမိတတ်တာကမိဘတွေအားရှိတော့သွားနိုင်လာနိုင်တော့မှအတူတူခရီးမသွားဖြစ်ပဲသူတို့လမ်းမလျှောက်နိုင်တော့တဲ့အခါမှလာခဲ့ပါအောင်လို့ခေါ်မိတာချစ်သူကအလေးနဲ့ထားပြီးခရူးဆိုင်ပြီးနေတော့မှလစ်လျူရှူထားပြီးသူစိတ်ကုံသွားလို့အေးဆက်သွားတဲ့အခါမှအရင်လိုခရူးဆိုင်မှုကိုပြန်လိုချင်တာတငယ်ချင်းတွေကအဖော်ဆက်နေတော့မှညင်းပယ်ထားပြီးလူချင်းကွဲသွားတဲ့အခါမှအထီးကျန်တယ်လို့ညီးတွားတာရှိနေတုံးဆိုတာဟာအကောင်းဆုံးပုံစံနဲ့ရှိနေတုံးကိုဆိုလိုတာပါလူတယောက်ရဲ့တောက်ပနေတဲ့အချိန်တွေကိုတန်ဖိုးမထားဘဲနဲ့သူတို့နွမ်းလျာသွားတဲ့အခါမှနောင်တရတာဟာအင်မတန်ဝမ်းနည်းစရာကောင်းပါတယ်လူတယောက်ရဲ့အလှပဆုံးအချိန်တွေကိုတင်းနဲ့အတူကုံဆုံးခွင့်ရနေတာဟာလက်ဆောင်တစ်ခုပါအဲ့ဒီလက်ဆောင်ကိုအလက်ဟတ်သက်အဖြစ်မခံပါနဲ့သူတို့ရဲ့အပြုံးတွေလက်ဆက်နေတော့သူတို့ရဲ့လက်တွေနှွေးထွေးနေတော့သူတို့ရဲ့စကားသံတွေကြည်လင်နေတော့မှပဲအမိရတန်ဖိုးထားလိုက်ပါပြောင်းလဲခြင်းဆိုတာတားဆီးလို့မရတဲ့သဘာဝမလို့မပြောင်းလဲခင်အချိန်လေးမှာအမတ်တရားကောင်းတွေကိုအများကြီးစုဆောင်းထားလိုက်ကြရအောင်လားရှင်ကျမတို့တွေကလေတခါတလေမှာငါပတ်စံတွေအများကြီးရှာနိုင်တဲ့အခါကျမှသူတို့ကိုကောင်းကောင်းထားတော့မယ်လို့တွေးပြီးလက်ရှိအချိန်မှာရှိနေတဲ့ပျော်ရွှင်စရာလေးတွေကိုလွတ်ချမိတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတန်ဖိုးထားရမှာကအမတ်တရားတွေပါ
အမတ်တရဆိုတာလမ်းဘေးဆိုင်လေးမှာအတူတူထိုင်တောက်ခဲ့တဲ့လက်ဖက်ရည်တစ်ခွက်မိုးရွာနေတော့မှထီတက်လက်ထဲနဲ့အတူတူလမ်းလျှောက်ခဲ့တာဘာမှမဟုတ်တဲ့ဟာတာလေးတစ်ခုကိုအားရပါရအတူတူရီမောခဲ့တာဒီအရာလေးတွေကပတ်စံတပြားမှမကုန်ပေမဲ့နောက်ပိုင်းမှာပြန်တွေးကြည့်လိုက်တိုင်းရင်ထဲကိုအနှွေးထွေးဆုံးဖြစ်စေမဲ့အရာတွေပါလူတယောက်ရဲ့ဘဝမှာနောက်ဆုံးကြံရစ်ခင်မှာကပိုင်ဆိုင်မှုတွေမဟုတ်ပါဘူးကိုချစ်ရတဲ့သူတွေနဲ့ဖန်တီးခဲ့တဲ့အမတ်တရားတွေပဲဖြစ်ပါတယ်ရှိနေတုံးမှဆိုတာအမတ်တရားတွေစုဆောင်းမှုအချိန်ပေးတာကိုပြောတာပါအလုပ်တွေကြားတွေက9မိနစ်လောက်အချိန်ပေးပြီးဖုန်းဆက်တာတပတ်မှ1ရက်လောက်အတူတူထမင်းစားတာမျိုးပေါ့တနေ့မှအဲ့ဒီလူကတင်အနာမှမရှိတော့တဲ့အခါတင်ဝမ်းနေနေတဲ့အခါတင့်ကိုပြန်ပြီးတော့ခွန်အားပေးမှကအဲ့ဒီအမတ်တရားလေးတွေပါပဲအမတ်တရားတွေဆိုတာကြာလေးလေးတန်ဖိုးတက်လာလေးလေးဖြစ်တဲ့အတွက်အခုကလေးကများများစုဆောင်းထားလိုက်ပါနော်ကျမတို့ကတစ်ဖက်လူကိုတန်ဖိုးထားကြောင်းပြသတဲ့အခါတခုခုပြန်ပြောဖို့ဒါမှမဟုတ်အကြံပေးဖို့ပဲအာသန်နေတတ်ကြပါတယ်ဒါပေမဲ့တခါတလေမှာတစ်ဖက်လူတကယ်လိုအပ်နေတာကအဖြေတစ်ခုမဟုတ်ဘဲနားထောင်ပေးမယ်နားတစ်စုံသာဖြစ်ပါတယ်သူဘာတွေကြုံတွေ့နေခဲ့ရတာလဲသူဘာကြောင့်ဝမ်းနည်းနေတာလဲသူဘာတွေကိုစိတ်လှုပ်ရှားနေတာလဲဒီအရာတွေကိုဘာမှကြားဖြတ်မပြောဘဲဖုန်းကိုဘေးချထားပြီးစိတ်ပါလက်ပါနားထောင်ပေးလိုက်တာကတင့်ရဲ့စကားတွေကငါအတွက်အရေးကြီးတယ်လို့လက်တွေ့ပြလိုက်တာပါပဲလူတော်တော်များများကသူတို့ရဲ့ရင်ဖွင့်တဲ့တွေကိုဘယ်သူမှဂယုတဆိုင်နားထောင်ပေးကြလို့အထီးကျန်နေတတ်ကြတာပါတင်ဟာသူ့အနားမှာရှိနေပြီးသူပြောသမျှကိုအတိမှတ်ပြုပေးတဲ့အခါသူဟာတင့်ဖို့ဝါထဲမှာတကယ်ပဲနေရာတစ်ခုရထားတယ်ဆိုတာကိုခံစားရသွားစေပါတယ်စကားပြောတဲ့သူထက်နားထောင်ပေးတဲ့သူကပိုပြီးတော့မေတ္တာတရားကြီးမားပါတယ်ဒီနေ့တင်အနာကသူတစ်ခုခုပြောပြချင်နေတာမျိုးရှိမလားသူ့ရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးဘာတွေပြောပြချင်လဲငါနားထောင်ပေးမယ်လေလို့ခွင့်ပြုချက်ပေးလိုက်ပါရှိနေတော့မှအချင်းချင်းရဲ့ရင်ခုန်တန်တွေကိုနားထောင်ပေးခြင်းကတန်ရောစင်ကိုပို့ပြီးတော့နှက်ဆိုင်စေတဲ့နီလန်းကောင်းတစ်ခုပါပဲလူတိုင်းကဘဝမှာအမားနဲ့မကင်းကြပါဘူးကိုချစ်ရတဲ့သူကိုတန်ဖိုးထားတဲ့သူကအမားတစ်ခုခုလုံမိတဲ့အခါဒါမှမဟုတ်ကြာရှုံးမှုတစ်ခုကြုံရတဲ့အခါကျမတို့ရဲ့ပထမဆုံးတုံ့ပြန်မှုကငါပြောသားပဲဆိုရင်အပြစ်တင်စကားဖြစ်နေတတ်ပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါအဲ့ဒီအချိန်မှာသူကိုယ်တိုင်လည်းနောင်တရနေမှာပါသူကိုယ်တိုင်လည်းနာကျင်နေမှာပါအဲ့ဒီလိုအချိန်မျိုးမှာသူအလိုအဆုံးကဆရာလုံးမဲ့သူမဟုတ်ဘဲသူ့ဘက်ကရက်တီပေးမဲ့သူသားဖြစ်ပါတယ်ရပါတယ်နောက်တစ်ခါပြန်စူးစမ်းလို့ရတာပဲအဆင်ပြေသွားမှာပါငါတို့မင်းဘေးမှာရှိနေတယ်လေဒီကိစ္စအတွက်အရင်စိတ်မပူနေတော့နော်ဒီစကလုံးလေးတွေကသူကြာရှုံးနေတဲ့အချိန်မှာမြေပြင်ကနေပြန်ထနိုင်မှုတွန်းအားပေးတဲ့လက်တစုံပါပဲအပြစ်တင်တာကလူတွေကိုဝေးကွာသွားစေပေမဲ့နားလေပေးပြီးအားပေးတာကတော့တန်ရောစင်ကိုပို့ပြီးတော့ကြစ်လက်စေပါတယ်သူ့ရဲ့အမားတွေကိုလက်ညှိုးထိုးဖို့ထက်သူ့ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပေးပါရှိနေတုံးမှဆိုတာသူအောင်မြင်နေတဲ့အချိန်တည်းမကပဲသူလဲကျနေတဲ့အချိန်မှာပါတန်ဖိုးထားပေးဖို့ဆိုလိုတာပါတင်ပေးလိုက်တဲ့ခွန်အားလေးတစ်ခုကသူ့အတွက်တော့တဘဝစာမေ့မရတဲ့တန်ဖိုးရှိတဲ့လုပ်ရက်ဖြစ်သွားနိုင်ပါတယ်ကျမတို့ဟာတခါတလေမှကိုအနာကလူတွေလှုပ်ပေးနေကြအရာတွေကိုဒါကတော့သူလှုပ်ပေးရမှာပဲလို့သဘောထားပြီးတမန်ကရှန်ကသဘောထားမိတတ်ကြပါတယ်မနက်တိုင်းအစင်သင်ဖြစ်နေတဲ့ထမင်းဝိုင်းအလုတ်ကအပြန်မှာကြိုးစိုးနေတဲ့အပြုံးနေမကောင်းဖြစ်တဲ့အခါဘီးနာကနေပြုစုပေးတာဒီຢာတွေကအကျင့်ဖြစ်သွားတဲ့အခါအဖိုးတန်မှန်းမသိတော့ပဲကြီးစုတင်စကားပြောဖို့တောင်မေ့လျော့နေတတ်ကြပါတယ်တကယ်တော့ဘသူမှတစ်ဖက်လူကိုထာဝရဖြည့်ဆည်းပေးနေရမယ်ဆိုတဲ့တာဝန်မရှိပါဘူးသူတို့လှုပ်ပေးနေတာကတင့်ပေါ်ထားတဲ့မေတ္တာကြောင့်သာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခွန်းဟာရိုးရှင်းပေမဲ့လှုပ်ပေးရကြိုးနှက်စေတဲ့အကြီးမားဆုံးဆုလက်ပါအဲ့ဒီစကားကငါမင်းရဲ့ပေးဆက်မှုကိုမြင်ပါတယ်မင်းလှုပ်ပေးထားတာတွေကိုငါတန်မိုးထားပါတယ်ဆိုတဲ့အထိပ္ပယ်ကိုတက်ရောက်စေပါတယ်ဒီနေ့တင့်အတွက်တခုခုလှုပ်ပေးနေတဲ့သူကိုမျက်လုံးချင်းစုံကြည့်ပြီးကျေးဇူးတင်ပါတယ်လို့လှိုက်လိုက်လဲပြောကြည့်လိုက်ပါအဲ့ဒီစကားတန်ကသူတို့ရဲ့ပင်ပန်းမှုတွေကိုကြက်ပြောင်ငှက်ပြောင်ပျောက်ကွယ်သွားစေပါလိမ့်မယ်ရှိနေတော့မှအတိမတ်ပြုခြင်းကပတ်သက်မှုတွေကိုပိုမိုနှွေးထွေးစေတဲ့တောချက်တစ်ခုပါပဲကျမတို့တွေဟာတခါတလေမှကိုချစ်ရတဲ့သူကိုဖြစ်စေခြင်းနဲ့ပုံစံလေးကိုအတင်းသွတ်သွင်းမိတတ်ကြပါတယ်
ကိုကြိုက်တာကိုသူကြိုက်ရမယ်ကိုတွေးတယ်လို့သူတွေးရမယ်လို့မျှော်လင့်မိတာဟာတန်မိုးထားခြင်းမဟုတ်ဘဲထိမ့်ချုပ်ခြင်းသာဖြစ်ပါတယ်တကယ်တန်မိုးထားမှုဆိုတာသူ့ရဲ့ကိုယ်ပိုင်ဝါသနာတွေကိုလေးစားပေးတာသူ့ရဲ့အမြင်တွေကိုနဲ့မတူရင်တောင်ငင်းခုန်ခြင်းထက်နားထောင်ပေးတာသူ့ရဲ့ကိုယ်ပိုင်အမှတ်အသားကိုအတိအမှတ်ပြုပေးတာမျိုးပါလူတစ်ယောက်ကိုသူဖြစ်တည်နေတဲ့ပုံစံအတိုင်းချစ်ပေးနိုင်ဖို့ဆိုတာတော်ရုံမေတ္တာနဲ့မရပါဘူးမင်းကဒီလိုဖြစ်လို့ငါချစ်တယ်ဆိုတာထက်မင်းဘလို့ပဲဖြစ်ဖြစ်မင်းဖြစ်နေလို့ကိုငါတန်မိုးထားတာဆိုတဲ့စိတ်ကပိုပြီးတော့လေးနက်ပါတယ်တစ်ပင်တစ်ပင်မှာတစ်ရွက်တိုင်းပုံစံမတူသလိုပဲလူတိုင်းမှာလည်းကိုယ်ပိုင်အားနည်းချက်အားသာချက်တွေရှိကြပါတယ်အဲ့ဒီမတူညီမှုလေးတွေကိုအပြစ်မြင်မဲ့အစားဒါကသူ့ရဲ့ထူးခြားချက်ပဲလို့လက်ခံပေးလိုက်တဲ့အခါနှစ်ယောက်ကြားကဆက်ဆံရေးကပိုပြီးတော့လွတ်လပ်ပေါ်ပါလာပါလိမ့်မယ်ရှိနေတော့မှသူ့ကိုစိတ်တိုင်းကြပြုပြင်ပြောင်းလဲဖို့မကြိုးစားပါနဲ့သူဖြစ်တည်နေတဲ့ပုံစံလေးကိုပဲမျက်မျက်နုနုနဲ့တန်မိုးထားပေးလိုက်ပါအဲ့ဒါဟာသူ့အတွက်တော့အလုံးချုံဆုံးသောရင်ဝင်တစ်ခုဖြစ်လာပါလိမ့်မယ်ရှင်ရှိနေတော့မှတန်မိုးထားပါဆိုတဲ့စကားစုမှာရှိနေတော့ဆိုတဲ့အချိန်ကာလဟာဘလောက်ကြာအောင်မလဲဆိုတာဘယ်သူမှအာမခံချက်မပေးနိုင်ပါဘူးမိဘတွေကအမြဲတမ်းကျမတို့ကိုစောင့်နေမှာမဟုတ်ဘူးချစ်သူကအမြဲတမ်းစိတ်ရှည်တီးခံပေးနေမှာမဟုတ်ဘူးတငယ်ချင်းတွေကအမြဲတမ်းအနားမှာရှိနေမှာမဟုတ်ဘူးနောက်ဆုံးကိုယ်တိုင်တောင်မှဒီကဘာကြီးမှာဘယ်အချိန်ထိနေခွင့်ရအောင်မလဲဆိုတာမသိနိုင်ပါဘူးဒါကြောင့်နောင်တဆိုတာဆုံရှုံသွားတဲ့အခါမှရတတ်တဲ့အရာမျိုးဖြစ်ပေမဲ့တန်ဖိုးထားခြင်းဆိုတာကတော့ရှိနေတော့မှအချိန်မီလုံးလို့ရတဲ့အရာပါတင်နာမှာရှိနေတဲ့သူတွေကိုငါဘဝမှာမင်းရှိနေတာကကံကောင်းခြင်းတစ်ခုပဲလို့ခံစားရအောင်လုပ်ပေးလိုက်ပါဒီဗီဒီယိုလေးအဆုံးသတ်သွားတဲ့အခါဖုန်းလေးကိုခဏချပြီးတင်ဘေးနားမှာရှိနေတဲ့သူကိုပြုံးပြလိုက်ပါဒါမှမဟုတ်အဝေးမှာရှိနေတဲ့မိသားစုစီဖုန်းလေးတစ်ချက်ဆက်လိုက်ပါနေကောင်းလားတတိရတယ်စားပြီးပြီလားဆိုတဲ့ရိုးရှင်းတဲ့စကားလုံးလေးတွေကသူတို့အတွက်တော့တနေ့တာရဲ့အားစီးဖြစ်သွားနိုင်ပါတယ်လောကကြီးမှာအဖိုးတန်ဆုံးအရာဟာငွေကြီးမဟုတ်ပါဘူးအာဏာမဟုတ်ပါဘူးကိုချစ်ရတဲ့သူတွေနဲ့အတူတူဖြတ်တန်းခွင့်ရတဲ့အခုအချိန်လေးသာဖြစ်ပါတယ်ရှိနေတော့မှအကျွမ်းမဲ့တန်မိုးထားလိုက်ပါမနှက်ဖြန်မှာနောင်တတွေနဲ့နိုးထမလာရလေအောင်ပေါ့